အိမ်ကွင်းမှာဂိုးပြက်အနိုင်ရခဲ့တဲ့ချဲစီယမနီယာရှင်မြိုင်ကစားခဲ့တဲ့ချဲစီနဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိပွဲစဉ်မှာချဲစီက3ဂိုးပြက်အနိုင်ရခဲ့ကြောင်းသိရပါတယ်။ဒီနေ့ဝယ်မှာနှစ်သေးစလုံးက4-5-1ကစားကွက်နဲ့ရှင်မြိုင်ကစားခဲ့တာပါ။ဒါမဲ့ချဲစီကတော့လူအပြောင်းလဲရှိခဲ့ပေမဲ့ဘာစီလိုနာကတော့လိုင်းနဲ့အပြည့်နေပါချဲစီကအသာစီးယူကစားနိုင်ခဲ့ပြီးတော့ပွဲအစလုံး9မိနစ်အတွင်းမှာပဲအန်ဇိုဖာနယ်တက်ကအဖွင့်ကိုသွင်းပေးခဲ့ပေမဲ့ဝက်စလီဖိုဗာနာရဲ့လက်ထိဘောကြောင့်မလို့ဂိုးမရခဲ့ပါဘူး25မိနစ်မှာတော့အန်ဇိုဖာနယ်တက်ကဂိုးထပ်ပြီးတော့သွင်းခဲ့ပေမဲ့ဒီအချိန်မှာလည်းပဲလူကြုံမောဖြစ်နေလို့ဂိုးမရခဲ့ပြန်ပါဘူးဒါပေမဲ့2မိနစ်အကြာမှာတော့ချဲစီကအဖွင့်ကိုရခဲ့ပြီးတော့ကူကူရေလာရဲ့ဖြတ်တင်မို့ရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ဘာစီလိုနာနောက်ခံလူခွန်တွေကကိုကိုကိုပြန်ပြီးတော့သွင်းမိခဲ့ပါတယ်ဘာစီလိုနာကဒီပွဲမှာဘာမှမလုပ်ပြနိုင်မင်းနဲ့အသင်းကောင်းဆောင်အာရူဟိုဟာပထမပိုင်းပွဲပြီးကန်ဒီမှာနဝါတနီနဲ့အထုတ်ခံခဲ့ရလို့10ရောက်အကြံနဲ့သာကစားခဲ့ရပါတယ်ဒုတိယပိုင်းမှာလည်းချဲစီကဒုတိယကို55မိနစ်မှာအန်စီဖောင်းကသွေးယူခဲ့ပါတယ်အသက်18 215ရက်သာရှိသေးတဲ့ SD ဖောင်းကဘာဘေး18 113ရက်ဟာလန်19နဲ့109ရက်တို့နဲ့အတူတူချန်ပီယံလိမှာပွဲထွက်ကစားခွင့်ရခဲ့တဲ့ပထမဆုံး3ပွဲမှာဂိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ချဲစီးရဲ့တတိယဂိုးတော့အန်ဇိုဖာနယ်တက်ရဲ့ပေးပို့မှုကနေလီယန်ဒီလက်ကပိတ်သွင်းခဲ့ပြီးတော့ချန်ပီယံလိမှာသူ့ရဲ့ပထမဦးဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။လက်ကျန်ပွဲချိန်ဒီမှာတော့ဘယ်အသင်းမှာဂိုးထက်မရတော့ဘဲနဲ့3ဂိုးပြတ်နဲ့ချဲစီးကအနိုင်ရခဲ့တာပါ။ဒီရလကြောင့်မလို့ချဲစီးကချန်ပီယံလိမှာအဆင့်9နေရာထိတက်လှမ်းနိုင်ခဲ့ကဘာစီလိုနာတော့အဆင့်15ထိကျဆင်းခဲ့ရပါတယ်။